Okay ကျွန်တော်5 minute corner series ရဲ့နောက်ထပ် series တစ်ခုကနေပြန်လည်ကြိုးပလိုက်ပါတယ်ဒီ series မှာတော့ကျွန်တော်ကဒီ computer writer အတွက်အရေးကြီးတဲ့ scarcity နဲ့ urgency ဒီလူတွေကိုဘယ်လိုဝယ်အောင်လုပ်မလဲဒီလူတွေကိုပေါ့နော်ရောင်းနေဆိုတဲ့နေရာမှာရောင်းတဲ့ပုံစံမပေါက်ပဲဝယ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်တို့ဒီမှာပြောသွားမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ scarcity နဲ့ urgency ကဘာကြောင့်အရေးကြီးတာလဲဆိုတော့လူတွေရဲ့ဒီစိတ်မှာပေါ့နော်ကျွန်တော်တို့ဒီတစ်ခုခုဆိုရင်တို့ကဒီလက်လွတ်လိုက်အောင်ဆုံးရှုံးလိုက်အောင်ဒီအခွင့်အရေးတစ်ခုမမိပဲနဲ့ဒီပေါ့နော်မရလိုက်ပါဘူးတို့အရင်စိုးရိမ်တဲ့အခါ psychology မှာရှိနေတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ fear of missing out FOMO လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီ scarcity နဲ့ urgency ကဘာလို့ပေးလဲဆိုတော့ဒီလိုဆုံးဖြတ်ချက်ဖို့ကြောက်နေသူတွေဆုံးဖြတ်ချက်ဖို့ဒီ delay ဖြစ်နေတဲ့လူတွေကိုပေါ့နော်ဒီ action ချက်ချင်းယူဖို့သူကတိုက်တွန်းမိတယ်တွန်းအားပေးတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ scarcity နဲ့ urgency မှာဒီအကန့်အသတ်ရှိတယ် limited ဆိုတဲ့ပုံစံမျိုးလောက်လိုက်ခြင်းအဖြစ်ဒီတန်ဖိုးอ่ะပေါ့နော်ဒီကျွန်တော်တို့ရဲ့ offer product service တန်ဖိုးอ่ะမြင့်လာပြီးတော့လူတွေကိုဝယ်အောင်ပေါ့နော်ကျွန်တော်တို့ဒီလုပ်ပေးနိုင်တယ်အဲဒါကြောင့်ဒီ scarcity နဲ့ urgency ကအရေးကြီးတယ်ပေါ့နော်ပြီးတော့ကျွန်တော် scarcity နဲ့ urgency ကိုကျွန်တော်ဒီမှာ definition လေးဖွင့်ပြထားတယ်အဲ့တော့ scarcity ကကျွန်တော်တို့ဘယ်လိုဟာမျိုးတွေသုံးလဲဆိုတော့အရေးအတွက်ဟာမျိုးတွေမှာသုံးတယ်အဲ့ဒါဘာလဲဆိုတော့ပစ္စည်းဒါမှမဟုတ်ဒီနေရာပေါ့နော် limited spot တွေရှိတာကိုကျွန်တော်တို့ပြတယ်ကျွန်တော်အဲ့မှာဆို example စာတစ်ကြောင်းထည့်ထားပြတယ်ဒီပစ္စည်းကရှားတယ်မျိုးရမွေကုန်သွားလိမ့်မယ်အဲ့လိုခံစားချက်မျိုးကိုဖန်တီးပေးတာပေါ့နော် agency ကကြတော့ကျွန်တော်အချိန် time မှာကြတော့ကျွန်တော်တို့ဒီအချိန်ကန့်သက်ရှိတာကိုပြတာဟိုမှာကျွန်တော်တို့ဒီ discount တွေဖြစ်ဖြစ် promotion တွေဖြစ်ဖြစ်အချိန်ကုန်သွားရင်ဒီခွင့်ရတော့မှာမဟုတ်ဘူးဆိုပြီးကျွန်တော်တို့ပြောတာမျိုးပေါ့နော်အဲ့တော့ scarcity ကကျွန်တော်တို့ဒီ physical ကိုပြောတယ် agency က time ကိုပြောတယ်ပေါ့နော် physical ဆိုမှကျွန်တော် product တွေ service တွေမျိုးပါတယ် time ကကြတော့ကျွန်တော်တို့ကဒီဖန်တီးလိုက်တဲ့ limited promotion တွေဒီကျွန်တော်တို့လုပ်လိုက်တဲ့အစီအစဉ်တွေ discount အစီအစဉ်တွေအဲ့လိုမျိုးတွေပါတယ်ပေါ့နော်အဲ့တော့ scarcity နဲ့ urgency ကိုကိုကဘယ်လိုမျိုးမှသုံးပါလဲဆိုတာအဲ့လိုတည်ထားတယ်ဒီကိုယ့်ရဲ့ဒီလုပ်ငန်းမှာဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ service မှာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီအသုံးချနိုင်မှာဖြစ်တယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီ computer တယောက်အနေနဲ့ဆိုဒီ scarcity နဲ့ urgency ကိုပေါ့နော် pushy မဖြစ်အောင်ပေါ့အဓိကပါလဲဆိုတော့အရင်ရောင်းနေတဲ့ပေါ့မပေါက်အောင်ပေါ့နော်ကျွန်တော်တို့ဘယ်လိုရေးမလဲပေါ့အဲ့လိုရေးမလဲဆိုကျွန်တော်တို့ဒီစဉ်းစားလို့ရတာရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီလူတွေကိုပေါ့နော်ဒီအတင်းခိုင်းတာမျိုးဖြစ်တဲ့ပုံစံမျိုးကျွန်တော်တို့မဖန်တီးရအောင်ပေါ့နော်အတင်းဝယ်ခိုင်းတာမျိုးအတင်းဒီထိုးရောင်းတဲ့ပုံစံမျိုးမဖြစ်အောင်ဒီ fake ပုံစံမျိုးတွေကျွန်တော်တို့မဖန်တီးရအောင်အဲ့တော့ကျွန်တော်တို့ရှိလာဝယ်တဲ့ customer တွေဒီဈေးဝယ်သူတွေလို့ပဲကျွန်တော်ခေါ်လိုက်မယ်ပေါ့နော်အဲ့လူတွေကိုကျွန်တော်တို့ရွေးချယ်ဝင်အပြည့်ပေးထားမယ်ဒီ option တွေပေးထားပြီးတော့အဲ့ဒီကနေပဲဒီကျွန်တော်တို့မှာဒီပစ္စည်းက10ခုရှိရဆိုလဲ10ခုရှိရလို့ပြောပေါ့နော်ဟိုမှာအချင်းကတနားရှိရဆိုလဲတနားရှိရလို့ပြောအဲ့လိုရိုးသားပြောပြီးတော့မှရောင်းတာပို့လို့ဖြစ်တယ်ပေါ့နော်အဲ့လိုမဟုတ်ပဲကျွန်တော်ဒီ fake offer တွေလောက်တာဒီတစ်ချိန်ချိန်မှာကိုအကြောင်းကဒီ expose ဖြစ်သွားတယ်ကိုအကြောင်းသိသွားတယ်ဆိုရင်ဒါကျွန်တော်တို့မယူတော့ဘူးဆိုပြီးတော့ဒီကျွန်တော်တို့ဒီမေ့သွားနိုင်တယ် customer ဒီကိုပေါ့နော်ဒီ target ခံနိုင်တယ်ပေါ့နော်အဲ့တော့ဒီဟာဒီကျွန်တော်တို့ push မဖြစ်အောင်ကျွန်တော်တို့ information အမှန်တွေပဲပေးဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ဒီဟာဖန်တီးတဲ့အခါ scarcity ဒါမှမဟုတ် urgency ဖန်တီးတဲ့အခါကျွန်တော်အခြေခံ၃ချက်ရှိတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ပထမတစ်ခုကြောက် honesty ယူသားရမယ်ပေါ့နော်ကျွန်တော်တို့ဒီအမြဲတမ်း discount ချနေတာမျိုးလောက်တာမျိုးလောက်တာမလုပ်သင့်ဘူးပေါ့နော်နောက်ကကျတော့ပစ္စည်းအများကြီးရှိရတာနဲ့ကျွန်တော်တို့ကုန်တော့မယ်ဆိုပြီးပြောတာမျိုးတွေတော့မလုပ်သင့်ဘူးပေါ့နော်ဒါကတော့အခြေခံကျွန်တော်တို့ဒီ moral တွေပဲပေါ့နော်အခြေခံကျွန်တော်တို့ဒီထားတဲ့ဒီ ethic တွေပဲပေါ့နော်အဲ့တော့နင်းပြောတာမျိုးကျွန်တော်မလုပ်သင့်ဘူးတကယ်ဘယ်လောက်ရှိရဆိုလဲဘယ်လောက်ရှိတယ်အချိန်ဘယ်လောက်ကနေဘယ်လောက်ဆိုပြီးကျွန်တော်တို့အမှန်တိုင်းပြောတဲ့နဲ့အဲ့ဒါကိုလည်းကျွန်တော်တို့ line လာတင်တယ်ပေါ့နော်နောက်ကကျတော့ value ပေါ့နော်ကျွန်တော်တို့ဒီဖန်တီးလိုက်တဲ့ scarcity ဒါမှမဟုတ် urgency ကကျွန်တော်တို့ဒီ value ရှိရမယ်ပေါ့နော်တကယ်ကောင်းမွန်ပြီးတော့ဒီဝယ်တဲ့လူတွေအတွက်အဆင်ပြေမဲ့ဟာမျိုးဖြစ်ရမယ်ဒီတကယ်ကောင်းတဲ့ဟာကိုကျွန်တော် value ပေးနိုင်ရမယ်ပေါ့နော်နောက်တစ်ခါကျတော့ clarity ကျွန်တော်တို့ရှင်းရှင်းလင်းလင်းရှိရမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ urgency ဆိုလဲ time ဆိုလဲကျွန်တော်ဘယ်အချိန်မှာ confirm မယ်ဒီအရေးအတွက်ဆိုလဲဘယ်လောက်ကျန်တယ်ဆိုတာမျိုးကျွန်တော်တို့ဒီ communicate လုပ်တင်တယ်ပေါ့နော်အဲ့လိုမဟုတ်ပဲကျွန်တော်တို့ကဒီမှာ Apple ဆယ်လုံးလက်ဆောင်ပေးမယ်ဆိုပြီးတော့ customer တွေကတွားဝယ်လဲချင်တော့ Apple တစ်လုံးမှမရှိတော့ဘူး sign တော့မဝင်နေဘူး Apple တစ်လုံးမှမရှိတော့ဘူးဆိုတာမျိုးပေါ့နော်အဲ့လိုမျိုး case တွေဆိုကျွန်တော်တို့ဒီ Facebook မှာကြုံရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမလုပ်သင့်ဘူးတကယ်တော့ကျွန်တော်တို့ဒီ authentic ဖြစ်ရမယ် value လည်းဖြစ်ရမယ်ကျွန်တော်တို့ဒီရိုးလည်းရိုးသားရမယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးတွေကိုကျွန်တော်တို့အရေးကြီးပါတယ်ဒီမှာ example နှစ်ခုကျွန်တော်ပေးထားတယ် scarcity ရဲ့ example ဆိုရင်ကျွန်တော်တို့မှာပါလဲဆိုတာ special edition ဒီ t-shirt 50တဲ့ကျန်မှာတော့ပဲကုန်သွားရင်ထပ်မထုတ်တော့ပါအဲ့လိုမျိုးသူအရေးအတွက်ပြောလိုက်တဲ့အတွက်သူကဒီစိတ်ဝင်စားပြီးတော့ကျွန်တော်တို့ဟာဝယ်တာမျိုးပေါ့เนาะအဲ့လိုမျိုးကျွန်တော်တို့ copy ပါ scarcity ကိုထည့်ရေးလို့ရတယ်နောက်တစ်ခုကျွန်တော် urgency ပေါ့เนาะဒီ 50% discount ဒီည7နာရီမှာပြီးမယ်ဆိုပြီးကျွန်တော်အချိန်ကိုအဓိကထားပြီးတော့ဝယ်ဖို့ကျွန်တော်တို့တိုက်တွန်းလိုက်တာပေါ့เนาะအဲ့တော့ဒီလိုမျိုးကျွန်တော်တို့နှစ်မျိုးနဲ့ပုံစံနဲ့ရေးလို့ရတယ်အဲ့တော့ကျွန်တော်တို့ scarcity နဲ့ urgency ကိုကျွန်တော်တို့သုံးမယ်
တုံးကြည့်ပြီးတော့ကျွန်တော်တို့ copy တွေကိုပို့ပြီးကြွလာအောင်ရေးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ပေးတဲ့ scarcity agency တွေကတော့ပေါ့နော်ကျွန်တော်တို့ဒီစစ်မှန်ရမယ်ဒီအဓိကကတော့ပေါ့နော်ဒီ customer တွေကိုတကယ် value offer ပေးတာမျိုးတော့ဖြစ်ရဖို့အရေးကြီးတယ်ပေါ့နော်ဟိုလိန်တာမျိုးလည်းဒီကျွန်တော်တို့ဒီဂျင်းထဲတာမျိုးတော့လုံးဝမလုပ်သင့်ဘူးပေါ့နော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်